အကယ်ဒမီပေးပွဲတက်နေတော့မှပဲအိမ်မှာမောင်လေးဆုံးသွားတဲ့အတွက်အတော်လေးဝမ်းနည်းနေခဲ့တဲ့တရုတ်ဆောင်ဖွေးဖွေးကဲပရိသတ်ကြီးတို့ရေလူတစ်ယောက်နဲ့တစ်ယောက်စုံစည်းမှုဟာအချိန်တွေအကြာကြီးရှိနေမယ်လို့အာမခံချက်မရှိဘူးဆိုတဲ့အတိုင်းမနေ့ကအကယ်ဒမီပေးပွဲကြီးကျင်းပနေစဉ်ခဏအတွင်းမှာတင်အကယ်ဒမီစုများရှင်ဖွေးဖွေးရဲ့အငယ်ဆုံးမောင်လေးဟာရုတ်တရက်ဆုံးပါသွားခဲ့ရပြီပဲဖြစ်ပါတယ်။သူတို့မောင်နှမနှစ်ယောက်ဟာငယ်လေးတွေကချစ်ချစ်ခင်ခင်နေလာကြတာဖြစ်ပြီးတော့မောင်မရှိရင်အမမရှိရင်မောင်ဆိုတဲ့စိတ်မျိုးနဲ့တယောက်ကိုတယောက်အချင်းချင်းရိုင်းမဲကူညီရင်ကြီးပြင်းလာခဲ့ကြတာပါဖွဖွရဲ့မောင်လေးစီမှာတော့နှလုံးရောဂါအခန်းရှိထားခဲ့ပြီးတော့သူကိုယ်တိုင်ကလည်းဆေးပညာကိုကောင်းကောင်းသိနာလည်ထားတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ်ဒါပေမဲ့လည်းကံကြမ္မာသာသတ်မှတ်ပေးထားမယ်ဆိုရင်လုံးဝရှောင်လွှဲလို့မရဘူးဆိုတဲ့အတိုင်းအသက်ငယ်ရွယ်အတွင်းမှာပဲနှလုံးရောဂါနဲ့ဆုံးပါသွားခဲ့တာပါဒီဖြစ်စဉ်ကလည်းအမဖြစ်သူဖွဖွအကယ်ဒမီပေးပွဲတက်နေတဲ့အချိန်ခဏလေးအတွင်းမှာပဲဖြစ်သွားခဲ့တာမို့ဖွဖွတယောက်မောင်လေးရဲ့နောက်ဆုံးခရီးကိုတော့မမြင်လိုက်ရတဲ့အတွက်အတော်လေးယူကျုံမရဖြစ်နေခဲ့တာပါဒါကြောင့်မိသားစုတွေတစုတစည်းတည်းဖြစ်နေတဲ့အချိန်အတွင်းမှာတယောက်ကိုတယောက်အကောင်းဆုံးချစ်ပေးပြီးတော့အချိန်တွေအများကြီးပေးဖို့လုံးဝမမေ့ကြပါနဲ့နော်